မေစုကသူ့ဘာသာထောင်ထဲမှာပဲနေဆရာပြောပြမယ် तू ကအောင်မြင်တဲ့သူသူ့အတွက် तू မြန်မာပြည်မှာလာဒုက္ခခံနာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချုံနှောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်အရန်ချစ်ပါတယ်ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစုနိုင်ငံရေးပြောတာတော့မဟုတ်ဘူးဆရာလေးစားပါတယ်အမေစုကို तू ကအင်္ဂလန်နိုင်ငံမှာ तू ကတကယ်ပညာတတ်တဲ့ရောက်သူ့ဘာသာရှယ်နေခွင့်ဆရာဘယ်သူဘာမှမလိုက်ဘူးနော်ဆရာနိုင်ငံကြီးပြောတာမဟုတ်ဘူးလူသားတစ်ယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာဆရာနိုင်ငံရေးပြောတာမဟုတ်ထပ်ခါပြောပြီနော်လူပိတဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာဆရာဒေးဗလာနိုင်ငံရေးလာပြောတယ်နိုင်ငံရေးဘာမှစိတ်ဝင်စားဘူးဒါပေမဲ့အမေစုရဲ့နှလုံးသားကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနဲ့ဟိုမှာမနေပဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှရအောင်သူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခုရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လည်းကြီးပြီထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းနိုင်ငံကြီးမှာနေခဲ့တယ်အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့ခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်ရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရတဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယန်တွေကဲ့ရဲ့တယ်ကျွန်တော်ပြောနေတဲ့စကားကဒီခရိယန်ဖြစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကိုကိုးကွယ်ပါတယ်ပြောပြီးတော့မှအကြီးမြတ်ဆုံးသောဖခင်ကိုကိုးကွယ်ပြီးတော့ဘာယုံမှမပေါက်တာကိုမနေနိုင်လို့ပြောနေတာကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလေသူ့ရဲ့နိုင်ငံတကာမှာ तू ရှိတဲ့အခါမှာဒီလူတွေမဖြစ်သင့်ဘူးအရေးချင်းရှိတယ်အရေးချင်းရှိတဲ့ तू ကဘာမှလုပ်လို့မရဘူးနှိမ်ခံထိထားတယ်နိုင်ငံမကောင်းတဲ့အတွက်ကြောင့်သူများနိုင်ငံမှာဆေးလာကုရတယ်ကိုယ်နိုင်ငံဆေးရုံရှိရင်သူများနိုင်ငံဆေးသွားကုရတယ်အဓိပ္ပာယ်မှမရှိတာကိုယ်နိုင်ငံမှာကျောင်းရှိရတဲ့သူများနိုင်ငံကျောင်းသွားတက်တာအဓိပ္ပာယ်မှမရှိတာကျွန်တော်နိုင်ငံရေးမပြောဘူးနော်စိတ်နေစိတ်ထားကိုပြောနေတာမြန်မာပြည်ရဲ့စင်ရေးချင်းကအဓိကအတ္တသမားတွေများနေလို့အဲ့တော့အတ္တမရှိတဲ့အမေစုကလာပြီးတော့မှပြတာငါနိုင်ငံမှာငါကောင်းစားနေလို့ရရဲ့သားနဲ့မနေဘဲနဲ့ဒီမှာလာနေတာအဲ့တော့မမြင်တတ်ပဲနဲ့ထောင်ထဲမှာထည့်ပလိုက်သေးတယ်ဆရာပြောချင်တာကစိတ်နေစိတ်ထားမကောင်းဘူးဆရာစော်ကားနာမဟုတ်ညီကောင်မောင်မတော်ဘယ်သူမှမစော်ကားဘူးဒါပေမဲ့ကိုယ်နိုင်ငံရှိရနဲ့ကိုယ်နိုင်ငံမှာစေယုံရှိရနဲ့မတက်ရတဲ့ဘဝကိုယ်နိုင်ငံသွားကြည့်လိုက်စေယုံကစုပ်ပြတ်တတ်တာပဲဒါအောင်ဆရာလေဆရာရဲ့မွေးနေ့မှာဆရာပြောတယ်ဆရာမွေးနေ့မှာဘာမှရှောက်မလုံးနဲ့ဆရာမကြိုက်ဘူးဒါပေမဲ့မြန်မာပြည်မှာရှိတဲ့တကယ်လိုအပ်တဲ့ cancer ward မှာရှိတဲ့စုပ်ပြတ် cancer ward မှာသွားကြည့်လိုက်ဆေးရုံတွေမှာ cancer ward မှာအညစ်ပတ်ဆုံးပဲ cancer ဌာနဆိုပိုတော့တတ်ရှမ်းမဲ့နေရ cancer ဌာနအညစ်ပတ်ဆုံးပဲ
မြန်မာလိုလဲနားလည်ပြောတယ်ကင်ဆာလို့ပြောမှတ်မှာဆိုကင်ဆာဌာနညစ်ပတ်ဆုံးမယ်ညစ်ပတ်တလားမမင်းနဲ့အဲ့နေရာတွေကိုတရှိလို့ရမယ်တရှိလို့ဖို့ပါမစ်တင်အောင်လားမသိဘူးဒိတ်ပဲမရှိတဲ့ဟာတွေလိုအပ်လို့တရှိလို့တော့ပါမစ်တင်အောင်မယ်အဲ့ဒီပါမစ်ခါပတ်စံပေးရအောင်မယ်စဉ်းစားကြခင်ဗျစဉ်းစားကြည့်ဘယ်လောက်ရုပ်ဆိုးသွားလဲဆိုတာမစနာအဲ့ဒီနေရာလေးကိုညစ်ပတ်နေလို့တန်ရှင်းရေးလှုပ်ချင်ပါတယ်ဆိုဆရာတခါရဲနဲ့ပြဿနာတက်တယ်မြန်မာပြည်မှာရဲနဲ့ပြဿနာတက်တာဆရာမြန်မာပြည်မှာဆရာတို့ဖတ်အံသွားတဲ့လမ်းမှာကားတစ်စီးကချော်ပြီးတော့မှကြောက်ထဲကျသွားတာအဲ့ဒါကိုရဲရှိတယ်လေရဲဆိုင်ကယ်လေးနဲ့ဖုတ်နဲ့လာတာအဲ့နဲ့ရဲတွေ့တော့ကျွန်တော်ပြောပြီလှုပ်ပါလေဆိုအဲ့ဒီရဲစဉ်းစားတဲ့ပုံပြောပြမယ်နော်ဆရာတွားပြီကွာလို့ဘယ်လိုစဉ်းစားတယ်သူစဉ်းစားတဲ့ပုံလေအဲ့ဒီလူစီကပတ်စံဘယ်လိုရမလဲစဉ်းစားနေတာအဲ့ဒီသေမလားရှင်လားသူစိတ်ဝင်စားသူပတ်စံရဖို့ပဲစဉ်းစားနေတာကျွန်တော်ဒေါသထွက်တာအဲ့ဒီရဲဘိုက်ပူနဲ့တခြားကိစ္စအရေးမကြီးဘူးသူ့အသက်ကယ်ဖို့အရေးကြီးတယ်လူအသက်တစ်ချောင်းအောင်တန်ဖိုးမထားတတ်တော့ပတ်စံနောက်လိုက်နေဟာတယ်အများကြီးမြန်မာပြည်မှာအားကြောင့်ဆင်းရဲတာဆရာဒေးဗစ်လောက်တိုက်ခိုက်တဲ့ခရိယန်ဆရာတွေလည်းဆရာတဲ့ပဲပြောပြမယ်မှတ်တာဘာကြောင့်မှမဟုတ်မနာလို့တာတိုက်ခိုက်တယ်ဆိုတဲ့ကမနာလို့တာဒါဆိုကျွန်တော်မဟောစီချင်ခင်ဗျားတို့ဟောလေဟိုစားအဲ့ဒီစင်းရတဲ့နဲ့လွတ်မြောက်အောင်လုပ်ပေးခင်ဗျားတို့ရှောက်ပြောမနေနဲ့အရှုံးခံမလို့ကြောင်းဖွင့်ကြလေပြီးတော့မှသင်ပေးကြလေကြောတင်းလာပြီအဲ့ဒါဟာဆရာတရားပလင်မှာဆရာတင်းလာပြီလားတင်းတယ်ဘာလို့လဲဆိုတော့အောင်မြင်ချင်းကြောင်းဟောတာကိုလိုက်တားနေဖွဲ့တွေရှိတယ်ငွေကြီးကြောင်းပြောလိုက်တားတယ်ပတ်စံမရှိတော့သူတို့လည်းပေးတာလည်းမဟုတ်ဘူးပတ်စံမဲ့လျှောက်တောင်းတာအတင်းသားနဲ့အတင်းသားပတ်စံပေးတာမရှိဘူးအတင်းသားစီကပတ်စံမဲ့လျှောက်တောင်းနေတာစူဘူးလေးတွေနဲ့တစ်နှစ်တစ်ခါလာလိုက်သေးတယ်ဟမ်တစ်နှစ်တစ်ခါစူဘူးနဲ့ဖះเจ้าကတော့အတင်းတော့အကောင်းကြီးဖြစ်စေလားမဖြစ်စေလားမသိဘူးစူဘူးအချိန်တိုင်ရင်အဲ့ဒီစူဘူးလာပြန်သိမ်းပြီတစ်နှစ်တစ်ခါအဲ့ဒါဟုတ်မှမဟုတ်တာဗျအဲ့ဒါဘာလဲသိလားတိုးအည်ချုံတယ်တိုးသားစားတယ်တိုးရထွက်တဲ့ဟာတွေယူတယ်ပြီးတော့တိုးကြတော့ဘာမကြွေပဲပိတ်လှိနေအောင်ထားတာအဲ့ဒါမကောင်းဘူးတိုးဆိုတာယုံကြည်သူတွေစီကနေအလူငွေပဲရချင်တာဖျားเจ้าနဲ့မှနည်းနည်းပတ်စံရှိတဲ့သူဆိုရင်အရှိဆုံးတမ်းမှထိုင်ခိုင်းပြီပတ်စံမရှိတဲ့ဖွဲ့ဆိုဟောအနောက်ဆုံးမှထိုင်ဆိုတဲ့အကွက်တွေလောက်တာVIP လောက်လိုက်သေးတယ်ဆရာရဲ့ပွဲမှာဘာ VIP မှမရှိဘူးဥသူလာထိုင်တာပဲဘာမှ VIP မရှိဘူးတချို့ကကျွန်တော်နဲ့ခင်မင်းနဲ့ချို့လူရှိတယ်ဒါကျွန်တော်ညီကိုတွေကျွန်တော်ချစ်တာကိုကျော်ကိုတို့ဆိုရင်ဘာမှမယူဟိုနောက်ဆုံးမှထိုင်တယ်အဲ့ဒါတထေးတွေအဲ့ဒါဟိုနောက်ဆုံးမှထိုင်တယ်အဲ့ဒါကျွန်တော်ကြိုက်တယ်အဲ့ဒါလာလိုက်သေးတယ်ဆရာတရားဟောပွဲလာမယ်နော်ဆရာတဲ့ခုံ၅လုံးလောက်ခြံထားပေးပါမခြံထားနိုင်ဘူးလို့ဆရာဒေးဗစ်လာအရန်ဆွာတယ်ဆွာမှာပဲဘာမှ VIP မရှိဘူးအားလုံးက VIP ပဲဘုရားခင်ရှေ့မှာအာမင်နောက်တစ်ခုပဲကျွန်တော်ပြောမယ်ယုံကြည်သူတွေအောင်မြင်ရမယ်
အောင်မြင်တဲ့ခါကျမှမြန်မာပြည်မှာရှိတဲ့ဆေးရုံအသစ်တွေပြန်ဆောက်မယ်ငါတို့ကင်းစာဌာနကိုအသက်ရှင်းဆုံးနေရာဖြစ်အောင်ပြန်လုပ်မယ်ထိုင်းနိုင်ငံပြန်လာပြီးတော့မှဆေးပြန်ကူရမယ်မြန်မာပြည်မှာ international ကျောင်းတွေဖြစ်လာမယ်မြန်မာပြည်မှာအမေရိကလူတွေပြန်လာတော့မြန်မာပြည်မှာတက်ကိုတက်ရမယ်ယေရှုနာမနဲ့ချိန်ညာတယ်အဲ့အတွက်ဒီနေ့ဆရာပြောမယ်ဘုရားသခင်တင်းအောင်မြင်ခြင်းပေးလိုက်မယ်ပြောအောင်မြင်ခြင်းပေးလိုက်မယ်ဘသူအတွက်လဲလိုအပ်နေတဲ့သူတွေကိုပြန်လဲမဆဖို့တင်းအောင်မြင်ရမယ်အာမင်အာမင်ရှန်ထွက်ရမယ်တာ၍အောင်မြင်ရမယ်တခုပဲစိတ်နေစိတ်ထားအောင်မြင်ရှင်းစွာပါလဲစူးစမ်းလို့လားမဟုတ်ဘူးစိတ်နေစိတ်ထားပြောပါလဲဘယ်လိုစိတ်နေစိတ်ထားလဲပြောဘယ်လိုစိတ်နေစိတ်ထားလဲကိုကောင်းစားသလိုသူများကိုကောင်းစားစေခြင်းတဲ့စိတ်နေစိတ်ထားရှိရမယ်အာမင်အဲ့ဒါကောင်းစားတဲ့သူရဲ့အောင်မြင်တဲ့သူရဲ့နှလုံးသားပဲကိုကောင်းစားဆိုသူများကိုကောင်းစားစေရမယ်အေးနောက်ချက်မှတ်တာဘယ်လိုလူအောင်မြင်တာလဲတဲ့လောကမှာသူများကိုအောင်မြင်အောင်လုပ်ပေးတဲ့သူကအောင်မြင်သွားတာအောင်မြင်တော့သူစားဘာလို့လဲသူများကိုအောင်မြင်အောင်လုပ်ပေးတဲ့သူကအောင်မြင်တော့သူဖြစ်သွားတာအကြောင်းဒီနေ့ကျွန်တော်ပြောမယ်အောင်မြင်တော့သူစားဘာလို့လဲတင်းအားဖြင့်သူများတွေအောင်မြင်ခြင်းရမယ်တင်းအားဖြင့်သူများတွေကျွယ်ဝခြင်းရမယ်သူများတွေတင်းအားဖြင့်လွတ်မြောက်ခြင်းတွေရမယ်တင်းအားဖြင့်လူတွေဟာမျက်ရည်ကျနေတဲ့ဘဝနဲ့ဝမ်းမြောက်တဲ့မျက်ရည်တွေပြန်ဖြစ်လာရမယ်အဲ့ဒါအောင်မြင်တော့သူပဲဒါကြောင့်ဒီနေ့ကစတော့တင်းနှလုံးသား ready ဖြစ်ရင်ကျွန်တော်ဆူတောင်းပေးမယ်အမေစုကသူ့ဘာသာထောင်ထဲမှာပဲနေဆရာပြောပြမယ် तू ကအောင်မြင်တဲ့သူအောင်မြင်တဲ့သူသူ့အတွက်သူမြန်မာပြည်မှာလာဒုက္ခခံနာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချုပ်နှောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်အရန်ချစ်ပါတယ်ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစုမွေးနေ့ဟာလား9ဆက်10ဆက် sorry 10ဆက်ဘယ်နဲ့90နဲ့ပါလားဘယ်လောက်လဲကျိတ်သေးလားအနည်း80ကနေစပြီးတော့မှနှစ်ပေါင်းများစွာကျမ်းမာလျက်နိုင်ငံတော်ကြီးကိုမင်္ဂလာဖြစ်စေတဲ့အောင်မြင်စေတဲ့မိခင်ကြီးဖြစ်ပါစေလို့ဒီနေ့ကနေအမေစုကိုဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်